အဲ့ဆိုရင်ကိုထင်ကြီးတတ်တဲ့လူတယောက်ဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ဖို့ကျွန်တော်ကြံပေးချင်ပါတယ်အဲ့တော့ကျွန်တော်ခုပြောလိုက်လို့ငါကိုထင်ကြီးတတ်ဘူးကွာငါအများနဲ့နှိမ့်ချတတ်တယ်ဒီဗီဒီယိုမကြည့်တော့ဘူးကြော်တော့မယ်လို့စဉ်းစားနေရဆိုရင်လည်းမကြော်ပါနဲ့哦အဲ့တော့အဆုံးထိကြည့်ဖို့ကျွန်တော်ထပ်ပြီးတော့ပြောပြရစီဘာလို့လဲဆိုတော့တခါလေမှာကျွန်တော်တို့ကကိုထင်မကြီးဘူးဆိုပြီးတော့တွေးထားတတ်ပေမဲ့ကိုမသိလိုက်တဲ့ချိန်ကာလတစ်ခုကိုမသိလိုက်တဲ့ချိန်တွေတစ်ခုမှာကိုထင်ကြီးမှမသိကြီးမိသွားတဲ့ကာလတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီကာလတွေမှာကျွန်တော်တို့ကအမားတွေလုံးမိရတယ်အဲ့တော့အဲ့ဒီအမားတွေထဲမှာကျွန်တော်ဖြစ်ခဲ့ဘူးတဲ့ကျွန်တော်ကြုံတွေ့ခဲ့ဘူးတဲ့အမားလေးတစ်ခုအကြောင်းဖြစ်ရတဲ့တစ်ခုအကြောင်းကိုဒီနေ့ဗီဒီယိုမှာကျွန်တော်မိတ်ဆွေတို့ပြောပြပေးပါမယ်အဲ့တော့ထုံးစံတိုင်းပဲကျွန်တော်ဘယ်လိုအကြောင်းမှမပြောဘူးကျွန်တော်အကြောင်းနဲ့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရာတွေအကြောင်းပဲကျွန်တော်ဒီနေ့မိတ်ဆွေတို့ပြောပြပေးသွားမယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကကျွန်တော်မှညီကိုလိုပေါင်းတဲ့တကယ်ချင်းတယောက်ရှိတယ်ကျွန်တော်တို့တော့အတူတူစားအတူတူကျွန်တော်တို့ဘာပဲလုပ်လို့ကျွန်တော်တို့အတူလုပ်ဖြစ်ခဲ့တဲ့တကယ်ချင်းတယောက်ပေါ့အဲ့တော့ဒီနေ့မှာသူကဘယ်လိုမင်္ဂလိကိစ္စပဲပေါ့အခုခေတ်စကားအရပြောရမယ်ဆိုရင်မဖက်လိုက်ပြီးတော့မိုက်ဖက်ပါတယ်ပဲပြောအောင်ပေါ့အဲ့လိုအခြေအနေရောက်လာတယ်ပေါ့အဲ့တော့ဂျားတွေကကျွန်တော်ကိစ္စတွေတော့မပြောတော့ဘူးဂျားတဲ့ကိစ္စတွေပြောပြနေရင်သူမျက်မကောင်းချင်းပြောရလို့ကျွန်တော်ဖြစ်နေမှာဆိုလို့အဲ့ဒီတကယ်ချင်းတယောက်ကဘယ်လိုပြောရမလဲဂျားတွေမှာတကယ်ချင်းဂျားတွေမှာဖြစ်နေကြတဲ့ပြဿနာပေါ့ဗျာဖြစ်လိဖြစ်တာရှိတဲ့ပြဿနာပေါ့ငွေချင်းကကောင်မလေးတောင်နဲ့တွဲမယ်အဲ့ဒီကောင်မလေးကိုတဘောမတူလို့တဘောမကြလို့ကိုတကယ်ချင်းကိုလမ်းမမြောက်သိချင်လို့အဲ့ဒီကောင်မလေးရဲ့အကြောင်းကိုလေကိုကနားလေထားလို့သိလို့သူ့ကိုတားတဲ့တဘောပေါ့တားမရလို့ဖြစ်တဲ့ကိစ္စတွေပေါ့ဒါတကယ်ချင်းတွေမှာတကယ်ချင်းအများစုမှာဖြစ်တဲ့ကြတဲ့ကိစ္စတွေလို့ကျွန်တော်ထင်တယ်အဲ့လိုပုံစံမျိုးပဲပေါ့ကျွန်တော်လည်းကျွန်တော်တကယ်ချင်းကိုအဲ့ဒီကောင်မလေးနဲ့မပတ်သက်ဘူးကျွန်တော်ပြောတယ်ကျွန်တော်တကယ်ချင်းပြောမရဘူးပြောမရတော့ဘယ်လိုပြောရမလဲကျွန်တော်တို့တယောက်နဲ့တယောက်စကားတွေပါတွေညားပြီးတော့စကားတွေပါတွေမပြောပြကြတော့ဘူးပေါ့ရင်တော့ညီကိုလိုပေါင်းခဲ့တဲ့တကယ်ချင်းတွေချိန်နေကြလာတော့ဒီမင်္ဂလိတယောက်အတွက်နဲ့ကျွန်တော်တို့စကားတွေမပြောပြကြတော့ဘူးအဲ့တော့ဖြစ်တာကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်တော်တို့၃ယောက်ပေါင်းတယ်အဲ့ဒီတယောက်ကိုကျွန်တော်တို့၂ယောက်ကပြောကြတယ်ဒါပေမဲ့အဲ့ဒီတယောက်ကပြောမရဘူးကျွန်တော်တို့၂ယောက်နဲ့ခွဲသွားတယ်စာပိုင်းမှာကျွန်တော်တို့သူ့ပေါ်မှာအမျိုးမျိုးပြောခဲ့တယ်စေနာထားပြီးပြောခဲ့တယ်ဒီလိုမလုပ်ဖို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့မရဘူးမရတော့ဘယ်လိုဖြစ်လာလဲဆိုတော့ငါဒီလောက်ထိစေနာထားပြီးတော့ဒီကောင်ပေါ်မှာပြောခဲ့တာဒီကောင်ငါရဲ့စေနာကိုနားမလည်ဘူးအဲ့တော့ဒီကောင်နဲ့စကားပြောတော့ပါဆိုတော့ကျွန်တော်ကိုနေရာကိုနေလိုက်တယ်တို့တစ်လားနှစ်လားလောက်ထိသူနဲ့ကျွန်တော်နဲ့အဲ့လိုစကားမပြောကြဘူးအရင်တော့ညီကိုပေါင်းကြတယ်တငယ်ချင်းတွေနော်ညီကိုပေါင်းကြတယ်တငယ်ချင်းတွေကနေပြီးတော့စကားမပြောတဲ့အချိန်တွေထိမင်းကလေးတယောက်ဖြစ်သွားတယ်အဲ့တော့အဲ့နောက်ပိုင်းမှာအဲ့လိုကျွန်တော်တငယ်ချင်းတွေကျွန်တော်နဲ့ပေါင်းတဲ့တငယ်ချင်းတွေတခြားတငယ်ချင်းတွေကလည်းကျွန်တော်ပြောကြတယ်မင်းတို့ဘောကွာကျွန်တော်မင်းတို့ညီကိုလိုနေနေကြတာပေါ့ဟောလို့တော့မင်းတို့တငယ်ချင်း၃ယောက်ကိုအားကြခဲ့တာပေါ့ခုကပြည့်လို့မင်းတို့စကားတွေမပြောကြတော့တာလေဆိုပြီးတော့ကျွန်တော်တို့ပြောတဲ့အချိန်မှာကျွန်တော်လည်းအဲ့လိုကိစ္စအကြောင်းကိုကျွန်တော်ရှင်းပြတာပေါ့သူတို့ကဘယ်လိုပြောလဲဆိုတော့မင်းပြန်ခေါ်လိုက်ပါကွာဘာဖြစ်တယ်မင်းသူမကြိုက်တဲ့ကိစ္စကိုမင်းမပြောနဲ့ပေါ့တဲ့ဆိုပုံစံပြောကျွန်တော်အဲ့လိုလာပြီးတော့ပြန်ပြီးတော့ဆင်ပြေဖို့ပြောတဲ့လူတိုင်းကိုကျွန်တော်ဗာပြန်ပြောလဲဆိုတော့ငါသူ့ပေါ်မှာစေနာထားခဲ့တာစေနာထားပြီးတော့ငါပြောခဲ့တဲ့စကားတွေကလည်းသူ့အတွက်ပြောတာငါအတွက်ပြောတာမဟုတ်ဘူးအဲ့တော့ဒီကောင်အဲ့ဒါကိုနားမလည်ဘဲနဲ့ငါ့ကိုအကောင်းမမြင်ဘူးပေါ့အဲ့ဒါကြောင့်ငါသူ့ကိုမခေါ်တာသူ့မုန်းလို့လည်းမဟုတ်ဘူးချစ်လို့လည်းမဟုတ်ဘူးအဲ့ဒါကြောင့်မခေါ်တာသူလည်းပတ်သက်ပြီးဘာမှလည်းမသိချင်တော့လို့မခေါ်တာကျွန်တော်ပြောပြတယ်ဒီလိုသူကငါ့ကိုလာခေါ်တော့မှငါပြောချင်မှပြောမှဆိုစိတ်နဲ့ကျွန်တော်နေခဲ့အဲ့တော့ဘသူပြောကျွန်တော်ကို၄-၅-၆လောက်ပြောတယ်ကျွန်တော်နားထဲမဟုတ်ဘူးကျွန်တော်စိတ်နဲ့ကျွန်တော်နေခဲ့တာအဲ့တော့တရက်မှာကျွန်တော်တက်တော့ကြီးနဲ့စာလေးချောင်းဖတ်မိတယ်အဲ့ဒါဘာစာလဲဆိုတော့ကိုယ်စကားကိုနားမထောင်လို့စိတ်ဆိုးရလောက်တဲ့အထိကိုထင်မကြီးတင်ဘူးလေအဲ့စာသားလေးကျွန်တော်တွတ်တွေ့တော့အဲ့စာသားလေးကိုဖတ်နေရင်မှာပဲကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းဖြစ်ခဲ့တဲ့ပြဿနာတွေအကြောင်းကိုကျွန်တော်အစကနေအဆုံးပြီးတော့အစကနေအဆုံးထိကျွန်တော်ပြန်တွေးမိတယ်အဲ့တော့ဘယ်လိုပြောရမလဲကျွန်တော်နောက်ထပ်အကြည့်ရသွားတယ်ပြောအောင်ကျွန်တော်ကကိုနှိမ့်ချတဲ့လူကိုအထင်မကြီးတဲ့လူအထင်မကြီးရတယ်ဘယ်လိုပြောရမလဲကိုနှိမ့်ချတဲ့လူငါကိုရရင်ထင်မကြီးတဲ့လူလို့ထင်ထားတဲ့လူတစ်ယောက်ကကိုအထင်ကြီးမိလို့လူတစ်ယောက်ကိုစိတ်ဆိုးနေတာဘာလားဆိုတာကိုသိတဲ့အချိန်မှာနောက်ထပ်အကြည့်ရတာဆိုလိုတာကတခါလေးမှကျွန်တော်တို့ကစကားနားမထောင်လို့ဆိုပြီးတော့လူတစ်ယောက်ကိုစိတ်ဆိုးစိတ်ကောက်လုပ်လိုက်တာဒီကိုအထင်ကြီးမှမသိကြီးနေမိတယ်ဆိုတာကိုကျွန်တော်ပြောပြချင်တာဒီလိုလေးပဲကျွန်တော်တို့ကြည့်နိုင်မယ်ကျွန်တော်တကယ်ချင်းဒီချစ်တဲ့မိန်းကလေးကိုအဲ့ဒီမိန်းကလေးဘယ်လိုဖြစ်နေပါသေးသူချစ်တဲ့မိန်းကလေးကိုသူရွေးသွားတယ်ဒါမှန်တာပဲသူကနေကြည့်ရင်လေဟုတ်တယ်ကျွန်တော်ကနေကြည့်ရင်လေကျွန်တော်တကယ်ချင်းကိုလမ်းမမြောက်သိချင်လို့အဲ့ဒီမိန်းကလေးနဲ့မဖြစ်သိချင်လို့ကျွန်တော်တို့တားတယ်ကျွန်တော်ဘက်ကနေကြည့်နေကျွန်တော်မှန်းနေတာပဲဒါနဲ့မှကျွန်တော်ဘာမှသွားလဲဆိုတော့ကိုယ်စကားနားမထောင်လို့ငါစကားနားမထောင်လို့သူ့ပေါ်မှာစိတ်ဆိုးလိုက်တယ်ဆိုတော့လောက်ရက်ကမှားသွားတာအဲ့တော့အဲ့ဒီမှာကျွန်တော်သိရနေ့မှာပဲကျွန်တော်မနှက်ခင်းသိတယ်ကျွန်တော်နေ့လေလောက်ကြတော့ကျွန်တော်ဘယ်ပြောမလဲကျွန်တော်အဲ့ရှေ့မနိုင်ခင်ကကျွန်တော်အိမ်ပြန်ထားတယ်အိမ်ပြန်နဲ့အဲ့ရှေ့မနိုင်ခင်ကကျွန်တော်အိမ်ပြန်နဲ့အိမ်ကနေကျွန်တော်ပါလာတဲ့မုံတွေကိုကျွန်တော်သူ့ကိုချက်ချင်းသွားပြီးတော့ပေးရတိုင်းမစားအောင်ဘာညာဆိုပြီးကျွန်တော်ချက်ချင်းသွားပြီးစကားပြောတယ်အဲ့ဒီနောက်နေရစပြီးတော့သူနဲ့ကျွန်တော်စကားလေးပြန်ပြောပြပြီးတော့အခုချိန်ထိကျွန်တော်ဟိုရင်တော့ညီကိုပုံစံတိုင်းပဲကျွန်တော်ခင်ခင်မြင်နဲ့ပြန်ပြီးတော့ဖြစ်သွားတယ်ဆိုလိုချင်တာကတခါလေးမှကျွန်တော်တို့ကိုထင်မကြီးပါဘူးကွာဆိုပြီးတော့တွေးနေတတ်တယ်ဒါပေမဲ့ကိုမသတိမထားမိတဲ့အချိန်မှာပဲကိုထင်ကြီးနေပါလားဆိုတဲ့အရာကိုကျွန်တော်တို့မစဉ်းစားမိတာများတယ်ကျွန်တော်လည်းမစဉ်းစားမိဘူးဒါပေမဲ့
ကျွန်တော်အဲ့ဒီစာကြောင်းလေးဖတ်ပြီးတဲ့အချိန်မှာမှကျွန်တော်စဉ်းစားမိတာပြောချင်တာကတော့ကျွန်တော်တို့ကအဖက်ဖက်ကနေဒီခါလေးမှာကျွန်တော်တို့ကိုချင်းစာရဲဆိုတာကသူ့နေရာဝင်ကြည့်လိုက်မယ်သူ့နေရာလေးမှန်းနေတတ်တယ်ကိုယ့်နေရာဝင်ကြည့်ရင်လည်းကိုယ့်နေရာမှန်းနေတတ်တယ်အဲ့တော့မှန်းနေရချင်းအတူတူကျွန်တော်တို့ကမင်းမကြိုက်တာငါမလုပ်ဘူးငါမကြိုက်တာလည်းမင်းမလုပ်နဲ့ဆိုတဲ့ပုံစံနဲ့ကျွန်တော်တကယ်ချင်းအပေါင်းအသင်းဆိုင်ရင်မှာကျွန်တော်အဲ့လိုသွားတာပဲကောင်းတယ်ဘယ်လိုပြောရမလဲအခုကျွန်တော်တို့ပေါင်းနေတဲ့ပုံစံဒီသူဒီရဲ့ကောင်မလေးနဲ့အခုချိန်ထိဖြစ်နေတော့မယ်ဒါပေမဲ့ကျွန်တော်တို့ကမင်းဒီကောင်မဘယ်လိုဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကျွန်တော်မပြောဘူးသူစင်ပြီးတဲ့လမ်းကိုသူတို့ချောက်သူတို့ကျွန်တော်ကူညီနေရှိရင်ကူညီတယ်ကျွန်တော်ကူညီနေရှိရင်မကူညီကျွန်တော်ဒီထဲမဲ့သွားတယ်မကြိုက်တာကိုကျွန်တော်မလုပ်ဘူးကျွန်တော်မကြိုက်တာကိုလည်းသူမလုပ်ဒီဆိုင်နေပဲကျွန်တော်သွားတော့တယ်အဲ့တော့ဘယ်လိုပြောရမလဲ give respect get respect ပေါ့ကျွန်တော်တို့ respect ထားလို့သူလည်းကျွန်တော် respect ထားတယ်ဒီဆက်ဆံရေးနဲ့ကျွန်တော်တို့ခုချိန်ဒီပေါင်းတဲ့ဆက်ဆံနေတော့မယ်အဲ့တော့မဆွေကိုလည်းကျွန်တော်ပြောချင်တာကဒီခါလေးမှာကျွန်တော်တို့ကိုထင်မကြီးဘူးဆိုပြီးတော့တွေးနေတတ်ပေမဲ့ကိုထင်ကြီးမိသွားတဲ့အခိုက်အတန့်တွေမှာအမှားလေးတွေလုပ်တတ်ကြတယ်အဲ့တော့အဲ့ဒီချိန်တွေမှာကိုအမြဲတမ်းပြန်ပြီးတော့သုံးသပ်နေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတာနောက်ဆုံးပြောချင်တာကတော့ကိုယ်စကားကိုနားမထောင်လို့စိတ်ဆိုးရလို့တဲ့အထိကျွန်တော်တို့ကိုအထင်မကြီးတင်ဘူး